bro ကျွန်တော်နာမည်ကတော့ Sam ပါခင်ဗျာကျွန်တော်ဒီနေ့ဆော့ပြသွားမယ့် game လေးကတော့အယောင်ချယ်ပြီးပုံရတဲ့ game လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အဲ့ game လေးကိုတော့ပြီးရင်ပြန်ပြပါမယ်ခင်ဗျာဘာ game လေးလဲဆိုတော့ comment section မှာ comment ပေးကြပါအောင် comment ပေးကြပါအောင်ခင်ဗျာစကားတွေတော့ထည့်သွားဟုတ်ကဲ့ပါကျွန်တော်ပြီးတော့မှပြန်တွေ့ပါမယ်ခင်ဗျာကျွန်တော်ဒီနေ့ဆော့သွားမယ့် game လေးကတော့ဒီ game လေးပဲဖြစ်ပါတယ်ခင်ဗျာ Paint and Seek ဆိုတဲ့ game လေးပဲဖြစ်ပါတယ်ခင်ဗျာဒီ game လေးကတော့နေရံမှာစေးရီတုံပြီးပုံရမယ်โอเคအဲ့တော့ကျွန်တော်တို့ game လေးကပို့ပြီးတော့ပုံးလာတာပို့မိုက်ပါတယ်ခင်ဗျာဒီတိုင်းရိုးတိုင်းပုံးတော့ကျွန်တော်သိမမိုက်ဘူးပေါ့နော်စေးတုပ်ပြီးပုံးတော့ပို့ပြီးရှာတော့ခတ်ပါတယ်ခင်ဗျာအဲ့ game လေးကိုကျွန်တော်ဆော့သွားပါမယ်ခင်ဗျာ game လေးရောက်မှပြန်တွေ့ပါမယ်ခင်ဗျာကျွန်တော်တို့အခုဆိုရှင်တော့ game လေးတော့ရောက်ပါပြီခင်ဗျာကျွန်တော်ဒီမှာအခုစပုံးရမယ်ပေါ့နော်ကျွန်တော်ဆိုတော့ကျွန်တော်ဒီမှာပုံးဗမာပုံးရင်ကောင်းမလဲမသိဘူးအရေးသေးကဲကျွန်တော်ဗမာပုံးရမယ်စဉ်းစားဗျာစဉ်းစားခဏလေး Wait bro wait a minute Okay ကျွန်တော်ပုံးမနေရကြည့်ပါပါခင်ဗျာဒီပုံမှာပုံးလိုက်မယ်ပေါ့နော်တက်ပြီးတော့ What the hell 6-7 bro ရေးကြားလိုက်လားကဲဖိတ်လို့ပါမယ်ကျွန်တော်အယောင်လေးကတော့ခဲအောင်လေးပဲဖြစ်ပါတယ်ခင်ဗျာနေရင်နေဗျခဲအောင်ကြီးနဲ့ခဲအောင်ရလို့နည်းနည်းရင့်နေပြီအဲ့တော့ကျွန်တော်ဒီမှာဒီအောင်လေးပြောင်းလိုက်โอเคကောင်းတယ်ဗျာကွက်တီပဲဗျခြေထောက်လေးကိုချဲမယ်โอเคဒါမျိုးဆိုရင်တော့ကျွန်တော်မတိတာတော့ပါဘူးခင်ဗျာကျွန်တော်ဒီမှာ game ရဲ့အမှာကျွန်တော်ကတော့ဒီမှာပုံးနေပါတယ်ဒါကတော့ကျွန်တော်ပဲဖြစ်ပါတယ် BSC ကောက်ကြည့်မယ် Oh Robux 19ခုတောင်ပေးရမှာပဲ Oh my god Oh my god ဟောမှာ What the hell bro ယောက်ကြီးဟိုမှာစီကာကြီးငါ့ကိုမတွေ့ဘူး Woohoo အဲ့တိုင်းရမတွေ့ဘူးလားရငါခုံပြနေတယ်ကွာဒီမှာလက်လေးတောင်လှုပ်ပြရတယ်ကွာမင်းကလက်လေးတောင်လှုပ်ပြရတယ်မတွေ့ဘူးလားဒါလေးအောင်မင်းတို့ကမတွေ့ဘူးလားကွာငါဒီမှာလေးတော်ညံ့တဲ့စီကာတွေတော်ညံ့အဲ့ဒါတော်ညံ့တဲ့စီကာတွေပဲကွာမတွေ့ကြဘူးလားမင်းငါ့ကိုအေးပါတားကြီးမတွေ့ပါနဲ့ကွာကောင်းပါလေမတွေ့ရပဲကောင်းပါလေမင်းတို့အရာကြီး10မိနစ်တောင်ကြံနေရအားဆိုဒီကောင်လိုက်ရှာရင်တွေ့လောက်မှာဟာဟဲ့ဖုန်းနိုင်ခဏလေးဟေ့ရမင်းငိမ့်နေအောင်လက်ကိုမလုံနဲ့10မိနစ်59 58 59 56 55 54 53 52ဟေ့အေးကန်ကောင်းလားဟဲ့ထွက်သွားလို့ဝင်လာတယ်မေးကြီးတော့ရဝင်လာတယ်ရောက်အေးပါကွာတန်းနဲ့တူအေးပါကွာ30စက္ကန့်ကြံသေးတယ်ဟေ့အောင်ငါကြံသေးတယ်ဟာအေးငါကြံသေးတယ်ငါကြံသေးတယ်ဟေးငါကြံသေးတယ်လို့မိုက်တယ်ဟာရောငါကြံသေးတယ်ဟေ့အောင်19 18 19အပေါင်း15 14 13 12 11 ရှစ်ငါ့ကိုမတိတာဘူးလားကွာဒီ9ရွာရက်နေရအော်အေးပါကွာတော့တွားပြီးတင်နေတွားပါ Yes bro victory ကျွန်တော်တယောက်ကြံလို့ victory ဖြစ်တာသိလားသိဖို့ခင်ဗျားတို့ Okay ပါ bro ရာခဏနော်ကျွန်တော်ကွန်လေးတော့ဖွင့်လာအောင်ဖူးပူတယ်ကဲစီကာဘယ်သူဖြစ်မလဲကြည့်ကြသေးရပါကွာ2 1 Okay bro choosing map ရွေးရပါမယ်ခင်ဗျာဟာအေးပါကွာငါ map လည်းပေးမေးကောင်းလိုက်လားဟိုဟဲ့Oh my god ဒီညကြီးပုံလို့အကောင်းဆုံးပဲဟဲ့ပုံလို့အကောင်းဆုံးပဲဒီညပုံလို့အကောင်းဆုံးပဲ Yes bro ပုံလို့အကောင်းဆုံးပဲနေရာပုံလို့အကောင်းဆုံးပဲ Hey ပုံလို့အကောင်းဆုံးပဲငါလည်းခွန်းနေမှာပဲရော့တက်လေ
이거 그럼 딱 나요. 요. post ထဲမှာဆိုရင် crawl ကိုနှိပ်ကြည့်မယ် crawl ကဒီလိုကြီးဟာဒီ post crawl လေးပဲကောင်းတယ်ဟာငါအနီရောင်လေးချဲလိုက်မယ်ခဏလေးဖိတ်ထဲမှာငါအနီရောင်လေးတွားရွေးမှရโอ้โห bro ဟာအော်အေးပါကွာနိုင်သွားပြီတဲ့အော်ငါတိပြီကွာဟိုကစီကာကထွက်သွားလို့ထင်တယ်ကွာအေးဟုတ်တယ်စီကာထွက်သွားလို့အဲ့ဆိုငါနိုင်သွားပြီ yes bro ခဏဒီမှာ OB လေးခုံလာအောင်မယ် bro OB လက်ခွမ်းထဲမှာ OB အေးပါကွာ choosing map လုံးနေပါပြီခင်ဗျာကျွန်တော်တို့မကြခင်မှာဆိုရင်တော့စတင်ပါပြီခင်ဗျာyou are hider quickly find a spot to hide okay ဒီညဘယ်နေကြမလဲ okay ဒါလည်းကောင်းတာပဲမစိုးဘူးက okay bro ဒါလည်းကောင်းတာပဲမစိုးပါဘူးခဏနေအောင်ငါဒီနားလေးမှာပုံမှန်ကောင်းတာမင်းဆောက်လက်ကြီးငင်းလေးစိမ်းအောင် okay ကွက်တီပဲဒါပေမဲ့နည်းနည်းတော့ဒါကြီးကနုနေတယ်နေရှင်းနေပဲထုံးလိုက်ရ okay ဒီရောင်လေးဆိုကွက်တီပဲကွာ yes bro okay ကွက်တီပါပဲဗျာတစ်ပင်ဖူလေးကြားမှာရက်တာပေါ့နော်ကျွန်တော်ကဟိုက်တာဘယ်နာမှာဟိုကောင်ကျွမ်းလိုက်လားဟိုက်တာငါမမြင်လက်ခွမ်းထဲမှာဖိုက်တာနောက်တစ်ကောင်ထပ်ဆင်းလာအေးတေးပြီ you have been found နဲ့သွားပါပြီခင်ဗျာဒါကျွန်တော်ရဲ့ပထမဆုံးဟောပါနော်ကျွန်တော်ဒါပထမဆုံး10မိနစ်တောင်ကြံနေဆိုငါ OB သွားခုံမှာကွာ OB ရောင်မကြည့်လို့ရတော်ကမကြည့်ရပါဘူးကြည့်ရပြီးရတယ်ကျွန်တော်ပထမဆုံးတည်ရပါတော့ခုနကကျွန်တော်နှစ်ခါတော့နိုင်သွားပြီဆိုဟိုကကျွန်တော်ဆက်ရဆန်ဆန်ပဲပေါ့နော်ယော့အေးပါကွာမင်းဒီ OB ကြီးအဲ့လောက်ထိအောင်ခတ်တာငါတခြား OB ခုံနေပြီးသွားပါပြီကွာကတာဝါကင်းကြီးနီးတော့ရှို့ပါတော့လေဆော့ခဲ့ပြီးသွားပါပြီကွာဒီ OB ကြမှာလာပြုတ်ကြနေတော့ဒီတော့ရှို့ပါလေဆော့ခဲ့ပြီကွာဘာလို့ငါခေါ်ဖြစ်တာလဲအေးပါကွာမခုံဘူးဖြစ်နေတယ် space ကိုနှိပ်တာပဲဒါမှမခုံဘူးဖြစ်နေတက်ပါကွာရေးတယ်မိုက်တယ်ဗျ OB ကြီး10မိနစ်တောင်ကျန်နေယော့ okay ယော့ဒါကြအရင်ဝေးဝိုင်းဒီပါကွာငါတွားလောက်ဟိုကောင်လေးတေးဝိုင်းဟာမင်းတို့လည်းငါတို့တေးဝိုင်းမလားအေးကောင်းတယ်OB ကဘာမှပြီးရတယ်ဒီမှာဒီဘက်မှာကွာဟုတ်လားဟုတ်ပါဟုတ်တယ်ဟာဒီဘက်မှာပြီးရ oh my god all ဘီကဒီကနေပြတာပဲကဲဆိုတော့ကျွန်တော် OB ကိုခေါင်းသုံးသွားပြန်ကြည့်ထားလိုက်26စက္ကန့်မှကျွန်တော်ခေါင်းသုံးပြီးသွားပြန်ကြည့်ရလိုက်ခင်ဗျားကြည့်ရလိုက်ကျွန်တော်ခေါင်းသုံးပြီးသွားပြန်ခေါင်းလေးကိုသုံးပြီးသွားပြန်ဒီမှာဗျာအေးပါအေးတွားယော့တွေ့လားကျွန်တော်ခေါင်းသုံးပြီးသွားယော့ victory ပဲဖြစ်ပါတယ်ခင်ဗျာဒါမှကျွန်တော်လည်းမဟုတ်ဘူးပေါ့နော်ဒါရွေးမယ် okay lucky ဓာတ်ဖြစ်သွားပါတယ်ခင်ဗျာခဏလေးကျွန်တော်အဲ့ဓာတ်ပဲစိတ်ဝင်စားကျွန်တော်ဒီကပုံးမို့တော့ပဲစိတ်ဝင်စားဗျာပုံးမို့တော့ပဲစိတ်ဝင်စားတယ်
Okay bro you are hider quickly find a spot to hide ပုံမှုတဲ့နေရာရှာပါ Oh ho ဒါကြီးကတော့ background ဟာ What the Here is the background ဒီနားမှာပေါ်ရင်မစိုးဟာပေါ်မစိုးနားမှာတော်ပဲခဲအောင်တော့လားခဲအောင်ရေးရတယ်ဒီမှာလည်းပြချင်နေရခဲရပါပြီဗျာတိတာလားဗျကျွန်တော်ပုံနေတိတော့မတိတာလားပေါ့နော် post လုပ်ကြည့်မှာ post ကခေါ်လူလေးဆိုမစိုးဟာလူလေးဆိုမတိတာโอเคအဲ့ဒါလေးပဲထားလိုက်တော့နော်ကျွန်တော်ကတော့ဒီမှာပဲဖြစ်ပါတယ်ခင်ဗျာ hider တွေကတော့ဟိုမှာပါကဲကျွန်တော် hider တွေကဒီမှာပါဗျာ hider ကျွန်တော်ရဲ့ဘေးမှာရောက်လာပြီရောက်လာပြီတတိထားတော့ရောက်လာပြီဟိုကတော့ရောက်တွေ့မတွေ့ငါမတွေ့ငါဒီမှာမတွေ့ငါဟိုမတွေ့ပါဟေးတော်တော်ညံ့တဲ့ hider တွေပဲဟေးဒီဘက်ပြန်လာပြီနောက်တစ်ကောင်ထပ်လာနေတယ်စောက်ပြဿနာပဲဟေးရေးနှစ်ကောင်တော့ရောက်ရေးဟေးသုံးကောင်ရောက်တွေ့လားမတွေ့ဘူးဒါပဲကွာမတွေ့ဘူးတွေ့လားမတွေ့ဘူးအေးပါကွာလာပြီဟိုမှာလာလေရောက်တွေ့လားမတွေ့ဘူးကွာငါ့ဘာမတွေ့ဘူးငါလိတော့ရောင်းထင်းတာဟာငါပဲပုံးတာတော်တာသူတို့ပဲညံ့တာတော့ငါလည်းမသိဘူးမတွေ့ဘူးရောင်းငါမတွေ့ဘူးငါကိုမတွေ့ဘူးဟဲ့ရောက်ရေးငါကိုမတွေ့ဘူးငါကိုမတွေ့ဘူး24 23 22 21 20 19 18 19 16 15 14 13 12 17 10 9 8 9 6 5 4 3 2 1 Okay bro victory yes ဒီခါမှာကျွန်တော်ပါပါတယ်ဆိုတော့ကကျွန်တော်ဆိုပြတဲ့ game လေးကိုကြားရင်တော့ like and subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာအားလုံးပဲတက်တာပါခင်ဗျာ